စူပါကားတစ်စီးအတွက်ငွေ2.8 တန်းလောက်ပေးချေလိုက်တာပါပဲကားရောင်းဆိုင်တွေကနေမထွက်ရသေးခင်မှာပဲအယောင်းဝန်ထမ်းမိန်းကလေးကကျွန်တော်ရဲ့ဘဏ်အကောင့်မှာပြဿနာနည်းနည်းရှိနေတယ်လို့လာပြောပါတယ်မနက်ဖြန်နေ့လယ်2 နာရီမတိုင်ခင်အထိကားကိုယူသွားလို့မရသေးဘူးတဲ့ဒါနဲ့ပဲတိတ်ပြီးတော့လဲအရေးမဆိုင်မိပဲနဲ့ကားတော့ကိုပြန်ပေးလိုက်ပါတယ်ဒါပေမဲ့မိနစ်30လောက်ကြာတဲ့အခါမှာတော့တယောက်ယောက်ကကျွန်တော်ကားကိုမောင်းပြီးပျော်ပါနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအယောင်းဝန်ထမ်းမိန်းကလေးကလည်းသူ့ဘေးမှာထိုင်နေတာပါပဲကျွန်တော်ဒေါသထွက်ပြီးအော်ဟစ်မနေခဲ့ပါဘူးအေးစစ်စစ်ပဲဖုန်းကိုထုတ်ပြီးကားကိုအဝေးကနေထိန်းချုပ်ပြီးလှောက်ချလိုက်ပါတယ်ဒါဘာဖြစ်တာလဲဘာလို့တကားတွေပွင့်မလာတာလဲကျမတို့ကလူတူကင်းမဲ့တဲ့နေရာလူကြီးထဲမှာရောက်နေတာဒီနားမှာဘယ်သူမှလည်းဖြတ်သွားမှာမဟုတ်ဘူးအခုဘာလုပ်ကြမလဲဒါသူလုပ်တာပဲဖြစ်ရမယ်ရဲကိုသာဖုန်းဆက်ပြီးသူကကျမတို့ကိုတရားမဝင်ဖမ်းဆီးထားတယ်လို့ပြောလိုက်ပါသူတို့ကဒီကိစ္စကိုကျွန်တော်ခေါင်းပေါ်ပုံချဖို့စူးစမ်းနေတာကိုကြားတော့တယောက်တည်းရဲမိပါတယ်သူတို့မသိလိုက်တာကကားဝယ်ကလေးကကားထဲမှာပါတဲ့စောင့်ကြည့်စနစ်ကိုကျွန်တော်ဖွင့်ထားပြီးသားဆိုတာပါပဲတကယ်လဲမှန်သွားပါတယ်တနာရီလောက်ကြာတဲ့အခါမှာရင်ထင်းရဲတွေစီကနေဖုန်းဝင်လာပါတော့တယ်မစ္စတာဘူးရီခမည်းကိုလူကိုတရားမဝင်ထိန်းသိမ်းထားမှုနဲ့တန်တရားရှိနေပါတယ်ဗျာခမည်းကားထဲမှာလူတွေကိုတော့ခတ်ပိတ်လောင်ထားတယ်လို့တိုင်ကြားခံထားရလို့ပါခမည်းအခုချက်ချင်းကားတော့ဖွင့်ပေးဖို့နဲ့အနည်းဆုံးရဲစခန်းကိုသွားပြီးထွက်ချက်ပေးဖို့အမိန့်ပေးလိုက်ပါတယ်နော်ကျွန်တော်လည်းဘာမှပြန်မပြောတော့ပါဘူးအနီးနားကခြုံရှိရဲစခန်းကိုတန်းပြီးမောင်းသွားလိုက်ပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့အယောင်ကိုယ်စားလှယ်2ယောက်ကရောက်နေပြီပေါ့ယူရာယန်ရဲ့မိတ်ကပ်တွေကလည်းပျက်စီးလို့ online မှာတူတင်လေးရှိတဲ့ပုံစံမျိုးနဲ့လုံးဝမတူတော့ပါဘူးကျွန်တော်ဝင်သွားတာကိုမြင်လိုက်တာနဲ့သူတို့2ယောက်ကကျွန်တော်ကိုပြစ်မှုကျူးလွန်သူတယောက်လိုမျိုးစိုက်ကြည့်နေကြပါတယ်ရဲရရှိကြီးခင်ဗျာသူကကျမတို့ကိုလူသူမရှိတဲ့တောအလဲခေါင်ကိုရည်ရွယ်ချက်ရှိရှိနဲ့ခေါ်သွားပြီးတော့ကားထဲမှာတောက်ခတ်ပိတ်လောင်ထားခဲ့တာပါရှင်သူကကျမတို့ကိုတခုခုလုပ်ဖို့ကြံစည်နေတာတေချာပေါက်ပါပဲကျွန်တော်တို့ကခမည်းကားကိုခဏလေးငှားစီးလိုက်တာပါဒီလောက်တောင်အရေးလုပ်စရာလို့လားဗျာကျွန်တော်တို့တော့အဲ့ဒီထဲမှာတေတော့မယ်လို့တောင်ထင်မိတာပါယူအင်ကတော့စိတ်တန်ရာတွေအကြီးကျယ်ရသွားပြီဒီကိစ္စဒီမှာတင်ပြီးမှမဟုတ်ဘူးနော်ခမည်းကိုဥပဒေအရအရေးယူအောင်လုပ်သွားမှာပါဒီကိစ္စဒီမှာတင်ပြီးဆုံးသွားတာမဟုတ်ဘူးခမည်းတို့ကိုဥပဒေအရတရားစွဲဆိုသွားမှာပါသူတို့2ယောက်လုံးကတော့အချက်လက်တွေကိုတိုင်ပင်ကိုက်ညီအောင်ပြင်ဆင်ထားကြပုံရတယ်ကျွန်တော်ကတော့ဘာမှပြန်မပြောလိုက်ပါဘူးကျွန်တော်လက်ဆွဲအိတ်ထဲကစာရွက်စာတမ်းအစုလိုက်ကိုထုတ်ယူပြီးရဲရရှိစီကိုပေးလိုက်တယ်အဲ့ဒီထဲမှာပုံနှိပ်ထားတဲ့ဝယ်ယူမှုစာချုပ်ငွေပေးချေထားတဲ့2.8 တန်းနဲ့ပြေစာနဲ့တီနေရကိုအမှတ်အသားပြုထားတဲ့လူမှုကွန်ရက် post တစ်ခုရဲ့ဖန်သားပြင်ထပ်ပုံတို့ပါဝင်ပါတယ်အရာရှိခင်ဗျာတယောက်ယောက်ကခင်ဗျာပိုင်ဆိုင်တဲ့ပစ္စည်းကိုခိုးယူပြီးထွက်ပြေးဖို့ကြိုးစားနေချိန်မှာခင်ဗျာကဥပဒေနည်းလမ်းအတိုင်းလိုက်လံရှာဖွေပြီးသူတို့ဆက်မသွားနိုင်အောင်တားဆီးလိုက်တာဟာရာဇဝတ်မှုမြောက်ပါမလားခင်ဗျာဘာကိုဆိုလိုချင်တာလဲရှင်းပါတယ်ဒီကားကရှင်းဝယ် International မှာဒီနေ့ပဲငွေကြေးချေပြီးဝယ်ယူထားတဲ့ကားအသစ်ဆက်ပါသူတို့ရဲ့အယောင်းဝန်ထမ်းကကားစနစ်ကိုအရေးပေါ်အတိတ်လုပ်ဖို့လိုတယ်ဆိုပြီးမိနစ်30လောက်ကပဲကျွန်တော်စီကတော့ကိုလိမ့်လေတောင်းယူသွားတာပါအဲ့ဒီနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့များအားလုံးဟာအဲ့ဒီအဖြစ်ပျက်ကနေစတင်ခဲ့တာပါဒီကားကကျွန်တော်ရဲ့တရားဝင်ပိုင်ဆိုင်မှုဖြစ်ပြီးကျွန်တော်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေတောင်မဖွင့်ရသေးပဲကားထဲမှာရှိနေပါသေးတယ်ကားကိုအဝေးကနေထိန်းချုပ်ပြီးလောက်ချလိုက်တာကတော့ကိုယ့်ပစ္စည်းကိုကာကွယ်တဲ့အနေနဲ့လှုပ်ဆောင်လိုက်တာဖြစ်ပါတယ်ကျွန်တော်ပိုင်ဆိုင်မှုကိုတရားမဝင်အသုံးပြုမှုကနေကာကွယ်ဖို့အတွက်ခုခံကာကွယ်လိုက်တာပါပဲကျွန်တော်ဘာမှမာရွေးနဲ့အလုံးမလုပ်ခဲ့ဘူးလို့ပဲထင်ပါတယ်အားလုံးကိုရှင်းပြပြီးတဲ့နောက်မှာတော့ဖုန်းကိုထုတ်ပြီးအတန်ဖိုင်တစ်ခုကိုဖွင့်ပြလိုက်ပါတယ်မစ္စတာဖူရီခင်ဗျားရဲ့ကားတစ်ကြီးမှာစနစ်ပိုင်းဆိုင်ရာ flying update လုပ်ဖို့လိုအပ်နေတာပါတော့ကိုသာကျွန်တော်စီပေးလိုက်ပါကျွန်တော်အဆင်ပြေအောင်လုပ်ပေးလိုက်ပါမယ်အတန်ဖိုင်ဆုံးသွားတဲ့အခါအခန်းထဲမှာတိတ်ဆိတ်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲတကားပွင့်သွားပြီး manager ဟွိုင်းကဒေါသတကြီးနဲ့အခန်းထဲကိုဝင်လာပြီးကျွန်တော်စီတန်းတန်းမတ်မတ်ရှောက်လာပါတယ်မစ္စတာဖူရီတောင်းပန်ပါတယ်ဗျာဒါတွေအားလုံးကအထင်မြင်လွဲမှားမှုတသက်ပါကလေးတွေကစီကံမရှိခဲ့တာပါတကယ်ကိုအားနာလိုက်တာဗျာသူကစကားပြောရင်းနဲ့ကျွန်တော်လက်ကိုစုပ်ကင်ထားပြီးမှရဲရရှိဘက်ကိုလှည့်ကအပြုံးကြီးနဲ့ပြောလိုက်ပါတယ်ဒါကအတွင်းရေးကိစ္စလေးတစ်ခုပဲမို့လို့ကျွန်တော်တို့ပဲဖြေရှင်းလိုက်ပါမယ်ရဲစခန်းထိအလုရှုံမခံပါနဲ့တော့မစ္စတာဖူရီဒါကတော့ကျွန်တော်တို့ဘက်ကအဆင်ပြေစေဖို့အတွက်ပါပဲဝန်ဆောင်မှုအထုပ်2ခုနဲ့ဂျာမနီကတင်သွင်းလာတဲ့ကားကြမ်းကဲအုပ်တွေပေးမယ်ဆိုပြီးဒီကိစ္စကိုဒီမှာတင်အဆုံးသတ်လိုက်ရင်မကောင်းဘူးလားကားကလည်းဘာမှမဖြစ်ပါဘူးဘယ်သူမှလည်းထိခိုက်ဒဏ်ရာမရခဲ့ပါဘူးဒီကိစ္စကိုကြီးကြီးကျယ်ကျယ်လုပ်နေတာကဘယ်သူအတွက်မှအကျိုးမရှိဘူးမဟုတ်လားသူမျက်နှာပေါ်မှာကတ်ထားတဲ့အတူအယောင်ပြုံးကိုကြည့်ပြီးတော့သူကကျွန်တော်ကိုတောင်းရမ်းစားတောက်သူတယောက်လိုသဘောထားပြီးအကျွင်းကြံတွေလာပေးနေတာကိုတွေ့တော့ကျွန်တော်ရင်မိလိုက်တယ်မန်နေဂျာဟွိုင်းခင်ဗျာဒီကားကိုရဖို့ကျွန်တော်ဘယ်လောက်ကြာစောင့်ခဲ့ရလဲဆိုတာခင်ဗျာသိရလားဒီအယောင်ရဖို့အတွက်ငွေဘယ်လောက်တောင်ပေးခဲ့ရလဲဆိုတာရောသိရလားဒီကားကကျွန်တော်အတွက်ဘယ်လောက်အတိတ်ပဲရှိလဲဆိုတာခင်ဗျာနားလဲရလားကျွန်တော်ခဏရက်ပြီးသူ့မျက်လုံးတွေကိုတက်တက်စိုက်ကြည့်လိုက်တယ်ဒီကားကိုနှစ်ပေါင်းများစွာစူးစမ်းအားထုတ်ခဲ့တဲ့အတွက်စုလွတ်တစ်ခုအနေနဲ့ဝယ်ခဲ့တာပဲမဲ့အခုတော့ဒီကားကကျွန်တော်အတွက်အဆက်တကွဲဖြစ်မှုတစ်ခုသာဖြစ်နေပြီဒါကနားလည်မှုလွဲတာမဟုတ်ဘူးဒါကခိုးမှုနဲ့လိမ်လည်မှုပဲသူ့ပြုံးတွေတောင့်ခဲသွားတယ်ကျွန်တော်ဒီလောက်ထိပြောလိုက်မယ်လို့သူလုံးဝမထင်ထားခဲ့တာသိချတယ်ကျွန်တော်ဒါကိုတရားဝင်ဖြစ်အောင်လုပ်တော့မယ်ဒီညစ်နွမ်းနေတဲ့ကားနဲ့ပတ်သက်ပြီးဘာမှမပတ်သက်ချင်တော့ဘူးပတ်စံအကုန်ပြန်အမ်းပေးဒါမှမဟုတ်အစ်စ်တစည်းနဲ့လဲပေးဖို့ပဲလိုချင်တယ်ရှူရှိုင်းနဲ့လီရီယိုနိုပဲ